ကျွန်တော်တို့ကအဓိကကျွန်တော်တို့က customer ကိုပေးနိုင်တာကအရင်ဆုံးစေတနာပဲရှိပါတယ်အလုပ်စင်ပြင်မှာငွေကနောက်မှရတာပါအဲ့တော့အရင်ပေးနိုင်တဲ့စေတနာကိုပဲအရင်ဆုံးပေးပြီးလုပ်ပါတယ်အဲ့ဒါလေးကိုအရင်ဆုံးကျွန်တော်ပြောချင်ပါတယ်ပြီးတော့ကားဝယ်တဲ့ process လေးကိုကျွန်တော်ပြပြချင်ပါတယ်အရင်ဆုံးကားဝယ်ဘယ်လိုဝယ်ရလဲဆိုတော့ဟုတ်ကဲ့ထုံးစံတိုင်းကျွန်တော်ကလင်းခါအိမ်မှာပေါ့နော်ကျွန်တော်ရဲ့ဒီကားတောင်းနဲ့ပတ်သက်တဲ့ဒီကိစ္စလေးတွေကျွန်တော်ပြောရဆိုတာလေးတွေကိုအဆင်ပြေတယ်ဆိုရင်ကျွန်တော်ကို live နဲ့အပေါင်းလေးကိုနှိပ်ပြီးတော့လုပ်ပေးပါအောင်လို့ follow လုပ်ပေးပါအောင်လို့ကျွန်တော်ကမေတ္တာရက်ခံခြင်းပါတယ်ပေါ့နော်ဒီနေ့ကတော့ကျွန်တော်ကဒီကားဝယ်တဲ့ process နဲ့ပတ်သက်လို့ကျွန်တော်ကပြောပြချင်ပါတယ်အဲ့ဒါလေးကဘာလဲဆိုတော့ကျွန်တော်ကိုကားဝယ်ခိုင်းတယ်ပေါ့နော်ကားဝယ်ခိုင်းရင်ကျွန်တော် live ဝယ်ပေးပါတယ်ကျွန်တော်ကိုယ်တိုင်နဲ့တော်တော်ပြင်ပန်းခံပြီး live ဝယ်ပေးပါတယ်တနေရာလည်းမဟုတ်နှစ်နေရာလည်းသုံးနေအကုန်လုံးဝယ်ပေးတယ်ဘာဖြစ်လို့ကျွန်တော်တို့ကအဓိကကျွန်တော်တို့က customer ကိုပေးနိုင်တာကအရင်ဆုံးစေတနာပဲရှိပါတယ်အလုပ်စင်ပြင်မှာငွေကနောက်မှရတာပါအဲ့တော့အရင်ပေးနိုင်တဲ့စေတနာကိုပဲအရင်ဆုံးပေးပြီးလုပ်ပါတယ်အဲ့ဒါလေးကိုအရင်ဆုံးကျွန်တော်ပြောချင်ပါတယ်ပြီးတော့ကားဝယ်တဲ့ process လေးကိုကျွန်တော်ပြပြချင်ပါတယ်အရင်ဆုံးကားဝယ်ဘယ်လိုဝယ်ရလဲဆိုတော့ကျွန်တော်ကိုကားရှာခိုင်းတယ်ပေါ့နော်ဥပမာပေါ့နော် Honda Fit လေးရှာခိုင်းတယ်ဆိုရင်ကျွန်တော်ရှာခိုင်းတဲ့ Honda Fit တွေကိုကျွန်တော်သူလိုချင်တဲ့ဈေးတန်းလေးနဲ့ပေါ့နော်ဒီ customer တွေလိုချင်တဲ့ဈေးတန်းလေးနဲ့ကိုကျွန်တော်ပို့ပေးတယ်ပို့ပေးပြီးတော့အကိုရေမရေပေါ့နော် maybe စသဖြင့်ပေါ့ဒါလေးကတော့အကိုတို့သုံးတဲ့ဈေးတန်းလေးနဲ့ဘောင်းဝင်တယ်ပေါ့နော်ဒါလေးတွေကြိုက်တယ်ဆိုရင်ကျွန်တော်ကားသွားကြည့်ပေးမယ်ကားကောင်းတယ်ဆိုတော့မှဒါကိုဈေးစကားပြောရတယ်အရင်ဆုံးပါလောက်ရတယ်ဆိုကျွန်တော်တို့ကားရင်သွားကြည့်ပေးရတယ်သူကတော့ဗျာသူသုံးတဲ့ငွေမောင်လေး3800ဒီကားလေးက800အတွင်းမှာဘောင်းဝင်တယ်အကိုလင်းကဒါလေးသွားကြည့်ပေးပါဆိုရင်ကျွန်တော်သွားကြည့်ပေးမယ်ကြည့်ပေးရပေါ့နော်ကြည့်လို့ကြိုက်တယ်ကားလေးကောင်းတယ်ဆိုရင် customer နဲ့ရောင်းတဲ့လူနဲ့ဈေးညှိကျွန်တော်ကတော့ဘေးထွက်ထိုင်ပေးတယ်ဒါပေမဲ့အစင်မပြေရင်ကျွန်တော်လည်းဝိုင်းပြောပြီးဝိုင်းညှိပေးတယ်ပေါ့နော်ကျွန်တော်ဒီတိုင်းတော့ပြစ်ဆက်လက်ကမထားဘူးဝိုင်းညှိလို့တဲ့သွားပြီဒါပထမတစ်ချက်ဟုတ်ပြီတဲ့သွားပြီဆိုရင်ခဏလေးနေကိုစရံမချနဲ့ကိုကျွန်တော်စရံချရင်လည်းချရတယ်စရံချပြီးရင်ငွေတော့မချေနဲ့ဟုတ်နေရဖြစ်တဲ့အတွက်ရန်ကုန်ကဖြစ်တဲ့လူတွေဒီတိုင်းပဲရှင်လေးကိုစစ်ချင်သွားစစ်ရင်စစ်ပြီးအားလုံး final ပြီးမှငွေချေတမ်းမချေရဘူးချေချင်လဲချေရတယ်ဒါပေမဲ့တမ်းလူရင်းလူခံဆိုတော့တန်းချေလို့ရတယ်လူရင်းလူခံမဟုတ်ရင်တော့ခဏလေးရင်သေးစားစစ်ပြီးမှဒုတိယဆင့်သည်ရင်စစ်ကတဲ့ရင်စစ်ပြီးရင်လဲမှန်တယ်ကောင်းတယ်ဆိုတော့မှငွေချေတဲ့လုပ်ငန်းကိုလုပ်ရပါတယ်အဲ့တော့ခုနကျွန်တော်ပြောတဲ့ဒီကားဝယ်ပေးရတဲ့လုပ်ငန်းမှာဘာတွေလုပ်ရလဲဆိုတော့ပထမချက်ကားသွားကြည့်ရတယ်ဒုတိယချက်တောင်းသူဝယ်သူဈေးစစ်တယ်ဈေးစစ်လို့အဆင်ပြေရင်ကျွန်တော်တို့ကစရံချတယ်စရံချပြီးရင်သွားစစ်တယ်ရင်စစ်လို့ရင်မကောင်းဘူးဘာညာဆိုရင်ကျွန်တော်တို့ကစရံပြန်ခွာပါတယ်ဗျနော်ရင်ကောင်းတဲ့ဘာညာဆိုငွေချေတဲ့လုပ်ငန်းကိုဆက်လုပ်ပါတယ်ခုနကကျွန်တော်တို့ပြောတဲ့အချိန်မှာပဲကျွန်တော်တို့ကဒီစရံမချခင်မှာကျွန်တော်ကဘာလုပ်ရလဲဆိုတော့အုံနာဘုတ်တွေစစ်ကားတယ်အုံနာဘုတ်တွေမှန်ဖို့အပွားမဟုတ်ဖို့မိတူမဖြစ်ဖို့နီနဲ့ဘာညာတွေကင်းဖို့ကိုကျွန်တော်တို့ကလုပ်ပေးရပါတယ်ဗျနော်ဒါကျွန်တော်ဒီကားလိုက်ကြည့်ပေးတဲ့ process လေးပါပေါ့နော်ကားကြည့်ရတော့မပြောနဲ့ဘယ်လိုပြောရမလဲဖင်ရရင်ခေါင်းဆုံးတေးသာကြည့်ပေးရပါတော့တေးသာလေးကိုကျွန်တော် view design နဲ့အားထည့်ပြီးလုပ်ပါတယ်အလုပ်ဖြစ်ခြင်းမဖြစ်ခြင်းကနောက်မှပါအလုပ်ပတ်စံဒီနောက်မှရပါအရင်ဆုံးကိုပေးရသည်စေတနာအရင်ပေးရပါအဲ့တော့ကျွန်တော်ချက်တဲ့ customer တွေကိုကျွန်တော်စေတနာ vibe ကိုအရင်ပေးပြီးမှပဲကျွန်တော်အလုပ်လုပ်ပါတယ်ဗျာနော်ဟိုရက်တရဗျာကျွန်တော်လည်းဗီဒီယိုတိတ်မတင်ဖြစ်ဘူးကျွန်တော်လည်းနေမကောင်းဖြစ်သွားတော့ဒီအခုထွက်လာ2ရက်လောက်ပဲရှိသေးတယ်အောင်လူကတိတ်ပြီးတော့တဲ့မှာဥပမာနာသံပေါက်နေတာအဲ့တော့ကားတွေနဲ့ပတ်သက်လို့သိချင်တာမေးချင်တာလည်းမေးလို့ရတယ်လို့ကျွန်တော်လည်းဆွေးနွေးတိုင်ပင်လို့ရပါတယ်ဗျာเนาะကျွန်တော်လင်းခအိမ်ပါကျေးဇူးတင်ပါတယ်